UFC Flyweight Champion မြန်မာကုန်းဆောင် Joshua De Philippe ရဲ့ပထမဆုံးခပတ်ကာကွယ်ပွဲကိုကျွန်တော်တို့အားလုံးကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ်ဒီနေ့မနက်မှာပဲ Fight TV တို့မီဒီယာတစ်ခုက February 20ရက်နေ့မှာထိုးသတ်မဲ့ UFC 327မှာ UFC Flyweight Champion Joshua Van နဲ့ Manny Pacquiao ရဲ့ပွဲစဉ်ပါဝင်လာမယ်ဆိုပြီးတော့ကြေညာလာတာဖြစ်ပါတယ်ရှေ့ရက်တွေတုန်းကဆိုရင်ချန်ပီယံအောင်ဘန်ဒူဂျာပြန်လည်တက်တာလာတဲ့အခြေအနေပေါ်မူတည်ပြီး Joshua Van နဲ့ Alexander Pantoja တို့ရဲ့ချန်ပီယံကပတ်လူပွဲမကြေပွဲပြန်လည်မြင်တွေ့ရမယ်ဆိုပြီးတော့အားလုံးကသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အင်တာဗျူးတွေမှာ Alexander Pantoja ရဲ့တန်ရအခြေအနေကလက်ရှိအခြေအနေမှာတက်တာရုံဆင်းတာဖြစ်ပြီးပွဲတွေပြန်လည်ထိုးတက်နိုင်မဲ့အခြေအနေမှာမရှိသေးဘူးလို့ဆိုပါတယ်ခမန်းအားဖြင့်ဂျွန်ဂျူလိုင်လောက်မှပြန်လည်ပွဲတွေထိုးတက်နိုင်မယ်ဆိုတော့ဒေချာတာတစ်ခုကတော့ဒီJoshua Van ရဲ့ပထမဆုံးကပတ်ကာကွယ်ပွဲရမှာနဲ့ကတ်နဲ့ဖြစ်သွားဖို့လည်းအရန်ကိုများပါတယ်ဟုတ်ပါတယ်ခင်ဗျာ UFC Flyweight တန်းကိုဆိုးထားတဲ့မြန်မာကြားရဲ့အချိန်ပြန်ရောက်ရှိလာပါပြီ UFC 327မှာကျွန်တော်တို့ရဲ့ Flyweight Champion Joshua Van ကသူ့ရဲ့ UFC ဘက်ကိုပထမဆုံးကာကွယ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါတယ်သူစိန်ခေါ်လာတဲ့သူကတော့ပါဇက်လဲတန်လို့လက်လဲမြန်တဲ့မာနယ်ကိတ်ပဲဖြစ်ပါတယ်ဒီဘက်ကချန်ပီယံတယောက်ရဲ့ရှိန်ဝါနဲ့စိန်ခေါ်သူရဲ့ငန်းမြဖြစ်နေတဲ့စိတ်ဓာတ်ဘယ်လိုအောင်မြင်သွားမယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ Joshua Van က UFC မှာနိုင်ပွဲတွေဆက်ပြီးတော့ချန်ပီယံကပတ်ကိုသိမ်းပိုက်နိုင်ခဲ့တာအားလုံးအသိဆုံးဖြစ်ပါတယ်။အခုတော့သူကစိန်ခေါ်သူမဟုတ်တော့ပါဘူး။ဘရင်မှာ UFC Flyweight တိုင်းရဲ့တခင်းမှာသူရဲ့အားသာချက်ကတော့တည်ငြိမ်မှုနဲ့ဘယ်လိုအခြေအနေမျိုးမှမဆိုပွဲကိုထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ချန်ပီယံတယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရရှိမှုကလည်းဒီပွဲကိုအဓိကစကားပြောသွားမှာဖြစ်ပါတယ်။စိန်ခေါ်လူတစ်ဖြစ်တဲ့တစ်ဖက်ကမန်နယ်ကတ်ကတော့ Joshua Van ရဲ့ခပတ်ကိုလူယူချောင်းနေတဲ့လူတွေအားလုံးထဲမှာအန်နေအရှိဆုံးလူဖြစ်ပါတယ်။သူကစိတ်သက်စစ်စင်ရေးတွေလုံးဝဖြစ်တယ်လို့ပွဲစားရတဲ့အချိန်ဟုန်ပြင်းပြင်းနဲ့တိုက်စစ်ဆင်လာနိုင်ပါတယ်။ဒါပေမဲ့ Joshua Van ရဲ့ခံစစ်နဲ့တံမြန်တိုက်စစ်တွေကိုမန်နယ်ကတ်ပြောက်ဘလို့ကြော်ဖြတ်ပြီးတောင်းခံမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီပြိုင်ပွဲက၅စီးထိုးရမယ့်တိုက်ပွဲဖြစ်ပါတယ်။ Joshua Van ရဲ့ကစားဟန်ကပွဲချိန်ကြာလာလေပိုတန်မာလာလေဖြစ်ပါတယ်။နောက်ပိုင်း round ရောက်လေချန်ပီယံအတွက်အခွင့်အရေးပိုများလာလေပါမာနဂိတ်ကြောက်ပွဲအစမှာ Joshua Van ကိုလည်းမထိုးနိုင်ဘူးဆိုရင် The Philippe Joshua Van ရဲ့ PR တွေအောက်ရောက်ပြီးကပတ်နဲ့ဝေးသွားဖို့ကြာခိုင်လုံးများပါတယ်မြန်မာကုန်းဆောင် Joshua Van ကြောက်ကသူ့ရဲ့ကပတ်ကိုအောင်မြင်မြင်ကာကွယ်နိုင်ပြီး stay ဆိုတဲ့ကြွေးကြော်တံကိုပဲကျွန်တော်တို့ကြားရမလားဒါမှမဟုတ်မာနကက်ကပဲအားသိစရာတွေကိုလုံးပြသွားမလားMMA ပရိသတ်ကြီးအမြင်ကိုလည်း comment မှာရေးသွားပေးခဲ့ကြပါဦးကျွန်တော်တို့ရဲ့ Champion Joshua Van တို့ RBS ကားတွေကိုလည်းရေးသွားဖို့မမေ့ကြပါနဲ့ဗီဒီယို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ